N3 level မှာသင်ရတဲ့ Nizite နဲ့ Nikanste နှစ်ခုကအဓိပ္ပာယ်အတူတူပဲလား။တောင်မှတော်တော်များများကတော့ Nizite နဲ့ Nikanste နှစ်ခုကိုအဓိပ္ပာယ်တူတယ်ဆိုပြီးတော့မှတ်ထားနေကြပါတယ်။တကယ်တမ်းကျတော့နှစ်ခုလုံးက100%လုံးတူတာတော့မဟုတ်ပါဘူး။ Nizite ဆိုတာကကြတော့နှစ်ပတ်သက်ပြီးဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်။ Nikanste ကကြတော့နှစ်ဆက်လင်းပြီးဆိုပြီးတော့ဘာသာပြန်ရင်ပို့ပြီးတော့မှတ်ပါလိမ့်မယ်။ Nizite ဆိုတာကနှစ်ပတ်သက်ပြီး Nikanste ဆိုတာကကြတော့နှစ်ဆက်လင်းပြီးအဲ့တော့ Nizite ဆိုတာကကြတော့ तू က casual sandal လို့ပြောလို့ရတယ်ခိုင်ဝါတွေမှာပဲအသုံးများတယ်ပေါ့နော် तू ကနှစ်ပတ်သက်ပြီးဥပမာNihongo Nizite Binkyou shite imasu ဆိုရင်ဂျပန်စာနဲ့ပတ်သက်ပြီးတော့လေ့လာနေတယ်နောက်တစ်ခုこの問題について説明しますこの問題について説明しますဆိုရင်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့説明しますရှင်းပြပါမယ်ဒီပြဿနာနဲ့ပတ်သက်ပြီးဒီပြဿနာရဲ့အကြောင်းကိုရှင်းပြမယ်ဆိုပြီးတော့ပြောတာ तू က casual ဆန်ပြီးတော့ခိုင်ဝါတွေမှာပဲအသုံးများပါတယ်နောက်တစ်ခု Nikanste ဆိုတာကကြတော့ခုနကပြောလိုက်တယ်နှစ်ဆက်လင်းပြီးဆိုပြီးတော့ဘာသာပြန်လို့ပြောလိုက်တယ်အဲ့တော့မိနဆန်တို့ကနှစ်ပတ်သက်ပြီး Nikanste ကလည်းနှစ်ပတ်သက်ပြီး Nizite ကလည်းနှစ်ပတ်သက်ပြီးဆိုပြီးတော့မှတ်မယ်ဆိုရင်နှစ်ခုကိုအဓိပ္ပာယ်တူတယ်ဆိုပြီးတော့စိတ်ကထင်သွားလိမ့်မယ်ပေါ့နော်တကယ်တမ်းကျတော့သူတို့နှစ်ခုကနည်းနည်းလေးတော့ကွာခြားချက်ရှိတယ်အဲ့တော့ Nikanste ကိုကြတော့ဆိုတော့နှစ်ပတ်သက်ပြီးဆိုပြီးဘာသာမပြန်မဲနဲ့နှစ်ဆက်လင်းပြီးဆိုပြီးတော့ဘာသာပြန်လိုက်ပါ Nikanste ဆိုရင်နှစ်ဆက်လင်းပြီးဒီအကြောင်းနဲ့ဆိုင်တော့ပေါ့နော်ဒီအကြောင်းနဲ့ဆိုင်တော့ဆိုပဲအဓိပ္ပာယ်လေးပေါ့အဲ့တော့သူဗမာအသုံးများလဲဆိုရင် report လို့ပြီးတော့ announcement လို့စာအရေးအသားတွေပေါ့နော် email ပို့တဲ့အခါမျိုးတွေအဲ့လိုမျိုးအရေးအသားနဲ့သုံးတဲ့အခါကျရင် formal ဆက်ဆံလေးသုံးတဲ့အခါကျရင် Nizite အစား Nikanste နဲ့ပို့ပြီးတော့သုံးရပါတယ်အဲ့တော့ဥပမာဆိုလို့ရှိရင် Nihongo Kyoiku Nikanste Kenkyu shite imasu Nihongo Kyoiku Nikanste Kenkyu shite imasuဆိုတော့ Nihongo ဂျပန်စာရဲ့ Kyoiku ဆိုတာကပညာရေးဂျပန်စာပညာရေး Nikanste နဲ့ဆက်လင်းပြီးတော့ဂျပန်စာပညာရေးနဲ့ဆက်လင်းပြီးတော့ Kenkyu shite imasu သုတေသနလုပ်နေပါတယ်နောက်တစ်ခုကကြတော့ Shika Nikanste お知らせがありますShika Nikanste お知らせがありますဆိုတော့ Shika Nikansteဒီစာမေးပွဲနဲ့ဆက်လင်းပြီးတော့ お知らせがありますပညာချက်ရှိပါတယ်အဲ့တော့ Nikanste ကိုနှစ်ဆက်လင်းပြီးနှစ်ဆိုင်တော့ဆိုပြီးတော့ဘာသာပြန်လို့ရှိရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်နောက်ထပ်သတိထားမယ့်အချက်ကတော့ Nizite နဲ့ Nikanste ကနှစ်ခုကမှားတုံးရင်လေတချို့နေရာတွေမှာကိစ္စမရှိပေမဲ့တတဝါတွေလူတွေရဲ့စိတ်ခံစားချက်ကိုပြောတဲ့ခါကြလို့ရှိရင်တော့ Nikanste နဲ့မသုံးဘဲနဲ့ Nizite နဲ့သုံးရပါမယ်ရှင်ဟုတ်ဒါလို့ဆိုလို့ရှိရင်တော့ Nizite နဲ့ Nikanste နှစ်ခုရဲ့ကွာခြားချက်လေးကိုသိသွားမယ်လို့ထင်ပါတယ်အဲ့တော့ Nizite နဲ့ Nikanste ကကျောင်းသားတို့ထင်နေတယ်လို့မျိုးလုံးဝကြီးတူနေတာမျိုးမဟုတ်ပါဘူးသူကဂျားထဲမှာ a little လေးတော့ကွာခြားမှုရှိပါတယ်